ကမ္ဘာရေနံဈေးတွေတဟုန်ထိုးတက်သွားပြီးကမ္ဘာစတော့နဲ့ခရစ်တိုဈေးကွက်တွေထိုးကျသွားချိန်မှာဒီကမ္ဘာဂရက်ကပြည်တွင်းဈေးကွက်ကိုပါဘလို့တောင်ရိုက်ခတ်သွားပြီလေမင်္ဂလာပါရှင်ပဂတိမန်နဲ့ချိန်စီးပွားသတင်းအိမ် House of New Era ကနေကြိုဆိုပါရရှင်ကမ္ဘာရွှေဈေးကွက်ကနေစတင်ကြည့်ရရင် Spot 9ဟာ 2.6 နှစ်ရာခိုင်နှုန်းသို့မဟုတ် 115.3 ဒေါ်လာမြင့်တက်သွားပြီးတောင်စားကို 4,524.3 ဒေါ်လာအထိရောက်ရှိလာပါတယ်အီရန်ပဋိပက္ခကြားမှာမြေယာမှုတွေများနေတဲ့အတွက်ရင်းနှီးမြှုပ်နှံသူတွေကမိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဖြန့်ခွဲရမှာအမှားကန်ပိုင်ဆိုင်မှုအဖြစ်ရွှေကိုစုဆောင်းလာကြလို့ဖြစ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကကမ္ဘာရွှေဈေးတက်နေပေမဲ့ပြည်တွင်းရွှေဈေးကွက်မှာတော့အခောက်ရွှေတစ်ကျပ်သားရောင်းဈေးဟာ105,400,000ကျပ်ရှိနေပြီးရခိုင်နေရတဲ့4,000ကျပ်အနည်းငယ်ပြန်လဲကျဆင်းသွားတာကိုတွေ့ရပါတယ်ရှင်။ရွှေဈေးကွက်မှာဒီလိုလှုပ်ခတ်တွေဖြစ်နေချိန်မှာပဲနိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ဒေါ်လာကဆက်လက်ပိုးဆွဲနေသေးပါရှင်။ကမ္ဘာဈေးကွက်မှာ US ဒေါ်လာအင်ဒက်ဟာ3.2ခုရာခိုင်နှုန်းတက်ပြီး69.98ကိုရောက်ရှိလာပါတယ်။အမေရိကန်ဟာဥရောပနိုင်ငံတွေလောက်နိုင်ငံခြားနံတင်သွင်းမှုအပေါ်မိခိုရမှုမကြီးမားတဲ့အတွက်စွမ်းရည်အကျက်တဲကြားမှာဝင်ငွေထိခိုက်မှုသိမ့်မရှိဘူးဆိုတဲ့အချက်ကြောင့်ဒေါ်လာကိုအလုံးစုံဆုံးအဖြစ်ရွေးချယ်လာကြတာပါပြည်တွင်းဈေးကွက်မှာလည်းအမေရိကန်ဒေါ်လာရောင်းဈေးက4,490ကျပ်နဲ့10ကျပ်မြင့်တက်လာသလိုအဓိကကုန်သွယ်ရေးငွေကြေးတွေဖြစ်တဲ့ထိုင်းဘတ်ရောင်းဈေးက136.35ကျပ်တရုတ်ယွမ်ရောင်းဈေးက649ကျပ်အထိအသီးသီးမြင့်တက်လာပါတယ်ရှင်ဒေါ်လာဈေးမှာနေရတဲ့အဓိကအကြောင်းရင်းခံဖြစ်တဲ့ရေနံဈေးကွက်ဘက်ကိုဆက်ကြည့်ရအောင်ပါကမ္ဘာဈေးကွက်မှာ WTI ရေနံဟာ9.46ရာခိုင်နှုန်းအထိထိုးတက်သွား69.64ဒေါ်လာ Brent ရေနံကလည်း3.39ရာခိုင်နှုန်းတက်ပြီး105.32ဒေါ်လာအထိအသီးသီးတက်လာပါတယ်ကမ္ဘာရေနံ9ပုံတစ်ပုံဖြတ်သန်းသွားလာနေတဲ့ဟော်မုန်းရေလဲကြပိတ်ဆို့ခံရမဲ့ချိန်ဆမှုတွေကြောင့်ရေနံရောင်းလိုအားပြတ်တောက်မဲ့အနေရကဈေးကိုတွန်းတင်နေတာပါဒီကရက်ကြောင့်ပြည်တွင်းရန်ကုန်ဈေးကွက်မှာရိုးရိုးဒီဇယ်1လီတာကို9,450ကျပ်အထိရောက်လာပြီး1,060ကျပ်ပရီမီယံဒီဇယ်က6,055ကျပ်အထိရောက်ရှိလာပြီး1,265ကျပ်အထိအစမတန်ခုန်တက်သွားခဲ့ပါတယ်ရှင်။ရေနံဈေးတွေနဲ့အတူကုန်ကျစရိတ်တွေမြင့်တက်လာမဲ့ကရက်ကကမ္ဘာစတော့ရှယ်ယာဈေးကွက်ကြီးတွေကိုတော့အနီရောင်လှမ်းသားစေခဲ့ပါတယ်ရှင်။နိုင်ဆက်အညွှန်းကိန်းဟာ2.15ရာခိုင်နှုန်းထိုးကျသွားပြီး2,948.36S&P 500က1.6ရာခိုင်နှုန်းကျဆင်းသွားပြီး6,368.04နဲ့ဒေါင်းဂျုံးက1.03ရာခိုင်နှုန်းကျဆင်းပြီး4,5,166.64ကိုအသီးသီးရောက်ရှိသွားပါတယ်။ Meta က3.99ရာခိုင်နှုန်းနဲ့ Microsoft နဲ့ Google တို့2ရာခိုင်နှုန်းကျော်စီကျဆင်းခဲ့ပါတယ်။ကျွဲရင်ဈေးတွေကြောင့်ငွေကြေးဖောင်းပွားမှုဆက်ရှိနေပြီးဗဟိုဘဏ်ကအတိုးနှုန်းတွေကိုဆက်လက်မြင့်တင်ထားမယ်ဆိုတဲ့မျှော်လင့်ချက်တွေကအနာဂတ်မှာဝင်ငွေရှာရမယ့်တိုးတက်ဆဲနည်းပညာကုမ္ပဏီတွေရဲ့တန်ဖိုးကိုဖိအားပေးလာလို့ပဲဖြစ်ပါတယ်ရှင်။ Stock ဈေးကွက်နည်းတူယင်းနှိမ့်မြုံတန်သူတွေရှောင်ခွာနေကြတာကတော့ Crypto ဈေးကွက်ပါပဲရှင်။ Bitcoin ဟာ3.5ခုရာခိုင်နှုန်းကျဆင်းပြီး66,358.3ဒေါ်လာ Ethereum က3.32ရာခိုင်နှုန်းကျ1,992.13ဒေါ်လာအထိကျဆင်းသွားပါတယ်။အမေရိကန်ငွေတိုက်စာချုပ်တိုးနှုန်းတွေမြင့်တက်လာတဲ့အချိန်မှာအတိုးအမြတ်ပုံမှန်မပေးနိုင်တဲ့ Digital ပိုင်ဆိုင်မှုတွေဟာရင်းနှီးမြှုပ်နှံမှုတွေအတွက်ဆွဲဆောင်မှုကင်းမဲ့သွားတာကြောင့်အယောင်ဖိအားများလာတာဖြစ်ပါတယ်ရှင်။ဒီကနေ့ဈေးကွက်အခြေအနေတွေနဲ့ပတ်သက်ပြီးကျွမ်းကျင်သူများရဲ့သုံးသပ်ချက်အရဈေးကွက်ဟာတန်တမာရေးရာဖြည့်ရှင်းမှုထက်ပဋိပက္ခတွေရေရှည်ဆက်ဖြစ်နေတဲ့အန္တရာယ်ကိုပုံမတွက်ဆလာကြပါတယ်။တွက်ရင်ကြောင့်ဖြစ်လာမဲ့ကုန်ကျစရိတ်မြင့်မားမှုတွေဟာစီးပွားရေးတိုးတက်မှုကိုနှေးကွေးစေပြီးဘိုးဘန်တွေရဲ့ငွေကြေးမူဝါဒချမှတ်မှုတွေကိုအကန့်အသတ်ဖြစ်စေလိမ့်မယ်လို့ရှုမြင်ထားကြပါတယ်ရှင်။အခုလိုအချိန်နဲ့တပြေးညီဈေးကွက်သတင်းတွေကိုလက်လွတ်မခံရအောင် House of New Era ကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်။မနက်ဖြန်မနက်ခင်းမှာပြန်ဆုံပါမယ်။အားလုံးပဲအဆင်ပြေကြပါစေရှင်။